ပေါ့နော်ဘာလို့မမအဲ့ပေါ်မှာဖုန်းသွားကြည့်မှဖြစ်ပါတယ်ဒီဖုန်းကတော့မဟုတ်ဘူးနော်ဟိုမှာဖုန်းတစ်လုံးရှိသေးပါတယ်ကဲအားလုံးကလည်းကြည့်ပြကြပါဦးနော်ရာတော့မကိုရခံတော့မဟုတ်ပါဘူးနော်ဒီခန်းကြတော့ပေါ်ထမ်းမှာပေါ့နော်ပေါ်ထမ်းမှာနေတာပေါ်ထမ်းမှာဟိုလာကြည့်ချင်လို့ရှိရင်ပေါ်ထမ်းနေလာကြည့်တယ်လို့အဲ့လိုမျိုးဖြစ်တာပေါ့နော်ဒါမျိုးရှိတယ်လို့အားကြောင့်ပေါ့နော်အားကြောင့်မို့အောက်မှာတော့ဘွားအန်နီနဲ့ချော်လဲသွားတဲ့ဦးလေးကတော့ဒူးပြဲသွားပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဟိုထဲမှာလိုက်ကြည့်ပြီကိုရတော့အဲ့ကြောင့်ဖြစ်ပါရှင်ကိုကတော့ဒီချိန်ရောက်ပါဟာဒီထဲမှာရောက်ပြီခန်းနေတော့ရောက်ဖုန်းကြည့်လိုက်အောင်မလေးကမှမနာတော့ဒါကြီးကလည်းအဲ့လိုပဲလာဒီဘက်ကလာစားကြတော့ချင်းနာပေါ့တံမြာတိပါဆိုတံမြာတိကဘယ်သူကချိုးမှလဲစားကြမယ်နာရီစီချောင်းနေဆိုနေတာဟာခုနဲ့နောက်မှာမလေးဒီမှာအကြည့်စားမှာပေါ့နော်ဟုတ်ကဲ့ပေါ့နော်ကိုကတော့ဖုန်းကြည့်နေပါရှင်ဖုန်းကြည့်ပြီးတော့တည်ရအောင်ပါပေါ့နော်ဖုန်းထမရတော့စားပွားရေးဟုတ်စားနောက်ညမင်းနဲ့ဒီတက်ကိုစားအောင်ပါပေါ့နော်အခါကျရင်ဆက်ပြပေးမယ်နော်ဟုတ်ကဲ့ပါရှင်ဆက်ပြတယ်လားဒီမကောင်းလာလေမောဒီမကောင်းလာတော်ပဲနာလေးကိုမွေးနေပဲစားကြပါအောင်ဒီကလိုက်ရွက်နေရနော်ဒီရွက်လိုက်ထဲမှာနော်မုံဝရီပေးတယ်မဟုတ်လားဟုတ်တယ်မစားကြတော့မဟုတ်တယ်လားဘီနော်မဟုတ်တယ်အမလေးမြင်တာနဲ့ဟဲ့နာရီစီချောင်းနေဆိုနေကျမတို့တအိမ်လုံးနာစီချောင်းဆိုဖြစ်နေကြတယ်မယ်ဒါကလည်းဖိုက်ဖြစ်နေခုနဲ့ဒါကြီးကလည်းအဲ့လိုပဲလာဒီဘက်ကလာစားကြတော့ချင်းနာပေါ့တံမြာတိပါဆိုတံမြာတိကဘယ်သူကချိုးမှလဲစားကြမယ်နာရီစီချောင်းနေဆိုနေတာဟာခုနဲ့နောက်မှာမလေးကျမအကြီးဆိုကျမရဲ့စားမှာပေါ့နော်ဟုတ်နာလေးကိုမွေးနေပဲစားကြပါအောင်ဒီကလိုက်လွှဲနေရနော်ဒီကလိုက်ထဲမှာနော်မုံဝရီပေးနေဟုတ်တယ်မလားဟုတ်တယ်မဟုတ်ချင်တော့